ဒီပုံတွေကိုဘယ်လိုလုပ်တာလဲဒီလိုမျိုး AI ပုံတွေကိုလိုချင်နေဆိုရင်တော့ ChatGPT တွေကိုအသုံးပြုပြီးတော့မှလုပ်လို့ရပါတယ်အဲ့ရှိပေးပါပထမဆုံးအနေနဲ့ကိုခဲကိုသွားပြီးတော့မှ ChatGPT တွေဝင်မှာ ChatGPT မဖောက်သေးဘူးဆိုတော့ကိုခဲနဲ့ဆိုင်းဝင်လိုက်ပါ ChatGPT တွေသွားပြီးတော့မှကိုလုံးနဲ့ဗီဒီယိုပိုင်းတစ်ခုဥပမာမိတကောင်အကြောင်းဒီလိုမှဗီဒီယိုတင်ရင် Leonardo AI မှာအသုံးပြုဖို့တုံးတစ်ခုလေးပါဆိုပြီးတော့မှရရှာလိုက်တာဒါကိုကြိုက်လို့ရိုက်လို့ရနော်ကိုကြိုက်လို့ရေးလို့ရတယ်ကိုကြိုက်တဲ့ဇာတ်လမ်းတစ်ခုကိုရေးလို့ရတယ်ရရှိလာတဲ့ prompt ကို copy ယူလိုက်ပါပြီးသွားရင်ကိုကဲမှာ Leonardo AI လို့ရိုက်ရှာလိုက်ပါ Leonardo AI လို့ရိုက်ရှာပြီးလို့ရှိရင် Leonardo AI နဲ့ဝင်မှာပြီးရင် Leonardo AI ကိုဆိုင်းမဝင်ရသေးဘူးဆိုရင်ကိုကဲနဲ့ဆိုင်းဝင်လိုက်ပါပြီးရင် custom နေပါ custom နေပြီးတော့လို့ရှိရင်ပုံမှာ tag a prompt ဆိုတဲ့နေရာကိုထောက်ပြီးတော့မှကျွန်တော်ယူလာတဲ့ copy ကို paste ချလိုက်ပါပြီးရင် create ကိုနှိပ်လိုက်ပါခဏလေးတော့စောင့်ရမှာနော်ခဏလေးတော့စောင့်ပါခဏလေးစောင့်ပြီးသွားပြီဆိုရင်ရပါပြီ